ဂျိုတာကအသင်းရဲ့ကစားမဖြစ်ရှိနေစေဖြစ်ကြောင်းကဘာကြီးကိုဝမ်းထဲပွေပြသလိုက်တဲ့ပေါ်တူဂီလေးစဉ်အသင်းပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာဟာလိုက်မြန်မာစပေါ်ရဲ့ Facebook စာမျက်နှာနဲ့ YouTube Channel ကနေတင်ဆက်နေပါတယ်ပြီးခဲ့တဲ့2025ခုနှစ်ဇူလိုင်လကစပိန်နိုင်ငံမှာဖြစ်ပွားသွားခဲ့တဲ့ရင်တိုင်းမှုကနေစဉ်ညီဖြစ်သူအန်ဒရီဆေးဗာနဲ့အတူရုတ်တရက်ကွယ်လွန်သွားခဲ့ရှာတဲ့ကဘာကျော်တိုက်စစ်မှုတွေကိုဂျိုတာကိုပေါ်တူဂီအသင်းကနိုင်ငံတကာခြေစမ်းပွဲလူကြီးမှာအနီအောင်စလုံးလေးနဲ့ဂုံပြူထည့်သွင်းပေးလိုက်ပါတယ်ဒါဟာတကယ်ကိုရင်ထဲကိုဆွပြန်ကြည်နူးသွားစေမယ့်မြင်ကွင်းလေးတစ်ခုပါပဲဒါကအားကစားပြိုင်ဆိုင်မှုတွေကိုကြော်လွန်သွားတဲ့လူသားဆန်မှုညီကိုတန်ရောစင်နဲ့ဘယ်တော့မှမေ့ဖြောက်မပြေဘူးဆိုတဲ့ခိုင်မာတဲ့ကတိကဝတ်တစ်ခုကိုပြသလိုက်တာဖြစ်ပါတယ်လူချင်းတစ်ခုထုတ်ပြန်တဲ့အခါမှာပုံမှန်အားဖြင့်အမည်တွေကိုအနက်ရောင်ဒါမှမဟုတ်ပုံသေးအယောင်တစ်မျိုးနဲ့သာရေးသားလေးရှိပါတယ်ဒါပေမဲ့ဂျိုဒါရဲ့အမည်ကိုတီးတန့်အနီရောင်နဲ့ထွင်းထူဖော်ပြလိုက်တာကကြီးမားတဲ့သင်္ကေတ symbolism တွေပါဝင်နေပါတယ်အနီရောင်ကပေါ်တူဂီနိုင်ငံတော်အလံရဲ့အဓိကအယောင်ဖြစ်တယ်လို့သူအောင်မြင်မှုတွေအများဆုံးရယူပေးခဲ့တဲ့လီဗာပူးအသင်းရဲ့ကိုစားပြုအယောင်လည်းဖြစ်ပါတယ်။ဒီနီရောင်ကဂျိုဒါရဲ့ဘောလုံးပေါ်ထားရှိတဲ့ရင်ခုန်သံရမတ် passion နဲ့သူပေးဆက်ခဲ့တဲ့သွေးချွေးတွေကိုကိုစားပြုပါတယ်။သူ့ရဲ့နာမည်ကိုလူချင်းထဲမှာထည့်သွင်းထားခြင်းအပြင်ပေါ်တူဂီအသင်းကဂျိုဒါငါတို့နဲ့အတူတူမရှိတော့ဘူးလို့သဘောမထားဘဲနဲ့သူကတရားရနေလို့ကွင်းထဲမဝင်နိုင်တာတသက်ပါ။ငါတို့ရဲ့အသင်းသားဖြစ်ထာဝရရှိနေစေပါဆိုတဲ့သတင်းစကားကိုဒီကမ္ဘာလုံးသိအောင်တရားဝင်ကြေညာလိုက်တာဖြစ်ပါတယ်။ပေါ်တူဂီအသင်းဟာဂျိုဒါကွယ်လွန်ခဲ့တဲ့2025ခုနှစ်ကလေးကသူ့ရဲ့ဇာပနာကိုကစားမတွေစုံစုံနေတက်ရောက်ခဲ့ပြီးတော့ Para Sempre MD Knox ထာဝရငါတို့တွေကတယောက်ဆိုတဲ့စာသားလေးနဲ့လေးလေးနက်နက်နှုတ်ဆက်ခဲ့ကြပို့ပါရီအခု2026ခုနှစ်ရောက်တဲ့ဒီအဲဒီတန်ရောစင်ကနည်းနည်းလေးမှရောမကျသွားပါဘူးဂျိုဒါမရှိတော့တဲ့အချိန်မှာပေါ်တူဂီဇာမတွေအတွက်နိုင်ငံတကာပွဲစဉ်တွေကစားရတိုင်းသူ့ကိုအမှတ်ရနေကြမှာပါအခုလိုမျိုးနာမည်ကိုစင်းနဲ့ထည့်ထားခြင်းအပြင်ကစားမတွေကွင်းထဲဝင်တဲ့အခါမှာဒီပွဲကိုငါတို့ဂျိုဒါအတွက်ပါကိုစားကစားပေးမယ်ဆိုတဲ့စိတ်ဓာတ်ခွန်အားကိုရရှိစေပါရီသူတို့ကလူ17ယောက်တည်းကစားနေတာမဟုတ်ဘဲနဲ့ဂျိုဒါရဲ့စိတ်ဝိညာဉ်နဲ့အတူ12ယောက်ကစားနေတဲ့ဆိုတဲ့ခံစားချက်ကိုယင်ထဲမှာကိန်းအောင်သွားစေပါရီဒီကိုဂျိုဒါကကွင်းထဲမှာခြေစွမ်းပြအောင်သာမကပဲကွင်းပြင်ပမှာလည်းအေးချမ်းပြီးတော့မိသားစုလိုချစ်ခင်တဲ့လူကောင်းတစ်ယောက်ဖြစ်နာမည်ကြီးပါရီအသက်28နှစ်အရွယ်ဇနီးတဲ့ဖြစ်သူယူဒီကာဒိုရှိုနဲ့အိမ်အောင်တက်တန်သတင်းပတ်အနေငယ်ကြမှာပဲကလေး3ယောက်ကိုထားရစ်ခဲ့ပြီးတော့ကွယ်လွန်သွားတာကဘောလုံးလောကအတွက်ကြီးမားတဲ့ဆုံးရှုံးမှုကြီးဖြစ်ခဲ့တာပါသူကအမြဲတမ်းပြုံးနေတတ်ပြီးတော့အသင်းမော်တွေအပေါ်မှာလည်းနားလည်မှုပြေဝပေးနိုင်သူပါပေါ်တူဂီအသင်းရဲ့အခုလောက်ရက်ဟာဂျိုဒါရဲ့လူသားတစ်ယောက်အနေနဲ့ကြီးမြတ်မှုကိုအတိအမှတ်ပြုလိုက်တာပါဇန်ညင်ရီသွင်းကိုတွေဆိုတာကအချိန်တိုင်းရင်တခြားသူတွေချိုးဖျက်သွားကြမှာဖြစ်ပေမယ့်ကောင်းမြတ်တဲ့လူသားတစ်ယောက်ရဲ့အငွေသက်ဆိုတာကတော့လူတွေရဲ့နှလုံးသားထဲမှာအနီရောင်စလုံးတွေလိုအမြဲတမ်းဆွဲတင်ကျင်းနေမှာဖြစ်ပါရီဘောလုံးလောကမှာပြိုင်ဆိုင်မှုတွေပြင်းထန်ပြီးတော့တခါလေမှာစီးပွားရေးဆန်လုံးနဲ့ဝေဖန်ခံရတတ်ပါရီဒါပေမဲ့ခုလိုမျိုးခိုက်တံမျိုးတွေကတော့ဘောလုံးအားကစားရဲ့အစစ်မှန်ဆုံးအလှတရားကိုဖော်ထုတ်ပြသလိုက်တာပါပဲပရိသတ်တွေအနေနဲ့ပေါ်တူဂီလူချင်းကိုကြည့်လိုက်တဲ့အခါတိုက်စစ်မှုတွေစင်းရဲ့အစုံမှာနေအောင်လေးနဲ့ရေးထားတဲ့ဒီကိုဂျိုဒါဆိုတဲ့နာမည်လေးကိုမြင်လိုက်ရချိန်မှာတော့မျက်ရည်ဝဲသွားရတယ်လို့တစ်ဖက်မှာလည်းဘောလုံးဖွဲ့စည်းတစ်ခုရဲ့အနှွေးထွေးတဲ့မြစ်တာတရားကြောင့်ကြည်နူးမှုကိုပါတပြိုင်နက်တည်းခံစားရစီမှာပါချုပ်ရရင်တော့ပေါ်တူဂီလူချင်းအသင်းရဲ့အခုလောက်ရက်ကရိုးရှင်းပေမဲ့အင်မတန်အတိတ်ပဲနဲ့ရှိုင်းလှပတဲ့ဂုဏ်ပြုမှုတစ်ခုဖြစ်ပါတယ်ဒီကိုဂျိုဒါဟာကမ္ဘာမြေကြီးပေါ်မှာလူကိုယ်တိုင်မရှိတော့ပေမဲ့သူ့ရဲ့သွေးကြောတွေကစီးဆင်းခဲ့တဲ့ဘောလုံးရမတ်တွေပေါ်တူဂီအသင်းအတွက်သွင်းယူပေးခဲ့တဲ့ဂိုးတွေနဲ့သူချန်ရစ်ခဲ့တဲ့အပြုံးတွေကတော့ပေါ်တူဂီအသင်းရဲ့သမိုင်းမှတ်တမ်းမှာသွင်းနေအောင်စကလုံးတွေဖြစ်အမြဲတမ်းတောက်ပရှင်တန်နေတော့မှာဖြစ်ကြောင်းထပ်တူခန်းစားတင်ပြလိုက်ရပါတယ်ခင်ဗျာပေါ်တူဂီအသင်းရဲ့ဒီလောက်ရက်ပေါ်မှာညီကိုတို့ကရောဘယ်လိုမြင်ကြလဲခင်ဗျာပြောပြပေးသွားခဲ့ကြပါဦးခင်ဗျာအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ